သမုဒ္ဒရာကြီးရဲ့နတ်နဲသောအတွင်းပိုင်းတွင်ဘဝရက်တည်ရဲ့အတွက်နေ့စဉ်စစ်ပွဲကြီးတစ်ပွဲဆင်နွှဲနေကြသည် ပြန်တန်းသောငါးများသမုဒ္ဒရာဤခြားနာသောတတ္တဝါများရန်သူတွေ့သောအခါရေအောက်မှရှန်တက်ကမိတ်ဆွေတို့ပြန်တန်းတတ်ကြသည်ကြောက်ဆောင်ကဲ့သို့ရင်ပြင်ကျက်ကလေထဲတွင်45စက္ကန့်ခန့်မောင်းနေနိုင်သည်200မီတာအထိပြန်တန်းနိုင်သောကြောင့်ရေထဲကတက္ကဝါများဤကဘာကိုကျော်လွန်သည်မှာထူးဆန်းလာပါပြီသို့သောကောင်းကင်မှအန်ဒီရဲ့ကြုံ Frigate Bud သမုဒ္ဒရာ၏အကျော်ကြားဆုံးကောင်းကင်သူရဲကောင်းများရောက်ရှိလာသည်ကောင်းကင်ကြီးကိုထိန်းချုပ်သည့်ဒီငှက်ကြီးများကြိုတင်ခံမှန်းမရနိုင်သောရှုထောင့် Frigate Bud များရဲ့မျက်လုံးများသည်ရေပေါ်မှလှုပ်ရှားမှုငယ်ကိုပင်ချွင်းချက်မဲ့ကောက်ယူသည်ပြန်တန်းငါးများရေပေါ်တက်သောအခါပြန်တန်းငါးများရေနှင့်လေနှစ်ခုကြားတွင်ဘဝကိုကျင်လဲကြသည် Frigate Bud များကောင်းကင်ကိုရိုင်းကြသည်